နောက်ဝင်တဲ့ထိုနေ့ကတနေ့ကိုမိုးရွာ၏ဆဲလိုက်တဲလိုက်ရွာနေခြင်းဖြစ်ပါ၏ကျွန်တော်အလုပ်အား၍မိမိကိုမြောက်ပြင်ထဝယ်ရက်သို့ကားဖြင့်မောင်းဖို့နေရခြင်းလည်းဖြစ်၏မိုးပွဲလေးများကကားလီကာမှန်ပေါ်သို့တဖြောက်ဖြောက်ချနေစေပင်ထဝယ်ရက်ရဲ့လမ်းသွယ်လီတစ်ခုတွင်သို့မိမိကကားကိုချိုးကွေ့ဝင်စေသည်လမ်းသွယ်လီထဲ၌အသွားအလာမရှိတိတ်ဆိတ်ငြိမ်သက်နေသည်ဝင်းချံအကျယ်ကြီးများနှင့်အိမ်အိုကြီးများသာရှိသောရက်ွက်တစ်ခုဖြစ်၏မိုးရွာ၍အပြင်မထွက်ကြဘဲအိမ်ထဲမှာပဲနေကြသလားမသိနိုင်အချို့နေရာများမှာရေဝတ်ခါအိုင်တပွဲဖြစ်ထွန်းနေ၏ခြံရှိမှာအုံးမင်များစီပေါက်နေသောအိမ်နံပါတ်မရှိသည့်ပြင်အောင်အိမ်ဟောင်းကြီးအရှိတွင်မိမိကကျွန်တော်ကိုကားရစေသည်လာတားပါအမေနဲ့ဆရာမစီလိုက်ခင်တော့တာကားတကားကိုဖွင့်ထီးကိုထုတ်ဆောင်ရင်မိမိကကျွန်တော်ကိုသူနဲ့လိုက်ခဲ့ရန်ခေါ်၏အိမ်ကထွက်လာတော့ငါအီအစီစဉ်မပါလာခဲ့ကြကျွန်တော်စိတ်ကူးကမိမိနဲ့မင်းနေစဉ်ကားပေါ်မှာပဲစာအုပ်ဖတ်နေမိဟုတွေးကြထား၏ကျွန်တော်ကနောက်ဝင်သေးတို့အကြမ်းမြင်တို့ကိုယုံကြည်သူမဟုတ်သို့တော့မိမိကြည်နှံ့စေရန်ကျွန်တော်မငင်းဆန်တော့ပဲမိမိနဲ့အတူကားပေါ်မှာဆင်း၍နှစ်ထပ်ပြင်အောင်အိမ်အိုဟောင်းကြီးတဲ့ကိုလိုက်ခဲ့ပါသည်အိမ်ရှိတွင်မြေတီဆိုင်မှုကြော်ညာတစ်ခုတလေမှပင်မတွေ့ရအိမ်ထဲသို့ဝင်လိုက်သည်နဲ့ပထမဦးဆုံးအမွှေးရရနန်းကကျွန်တော်နာဝါသို့အလူအယက်ပြေးဝင်လာ၏ထုံဤရနန်းကြောင့်မနစ်သက်တယ်လို့ခံစားရသည်ကျွန်တော်အေကန်နိုင်ရန်ကပုံကားချက်များကိုလေ့လာလိုက်သည်အေကန်ဟုခေါ်ရမည့်အခန်းနိုင်ရန်မှာဟင်းသာရုပ်ကိုစီးနေလျက်ပိဋကတ်သုံးပုံကိုလက်ဖွားပေါ်တင်ထားသောသူရတတိမေတော်၏ပုံကားချက်ကိုချိတ်ဆွဲထားသည်အချို့ကဘေရင်သုံးပုံဟုဆိုပါ၏အခြားတစ်ဖက်မှာလည်းတင်ပလင်ခွေထိုင်နေသောဘိုးမင်းကောင်ရဲ့ပုံတောင်ဝေးကန်၏မတ်တက်ရနေသောဘဘအောင်ရဲ့ပုံအခြားသောထွက်ရပေါက်ပုဂ္ဂိုလ်များရဲ့ပုံကားချက်များနိုင်ရန်အပြည့်အသီးသီးချိတ်ဆွဲထား၏စပွဲပုပုလေးဘေးကတစ်သားစက်တီထိုင်ကုန်ကိုမမေကခေါ်သွားပြီးထိုင်စေ၏မကြပါလိုက်ကပန်းနူးရောင်လေးတက်ထားသောအခန်းထဲမှာရင်ပုံအင်ကြီးတောင်မြို့ထွက်အချိတ်ထမင်ဝစ်စင်ထားသောပိန်ရောအမျိုးသမီးကြီးတဦးအပြင်သို့ထွက်လာ၏အမျိုးသမီးကြီးသည်စပင်ကိုဘီးစပတ်ပတ်ထားပြီးသူမ၏မဟာနဖူးကိုရှင်းလင်းနေအောင်ဖော်ထားသည်ထူးခြားသည်ကမိုးရွာလိုနေမထွက်သည့်နေ့၌အိမ်ထဲမှာမျက်မှန်အမဲကြီးတက်ထားခြင်းပင်ထိုမိန်းမကြီးသည်အသက်50ခန့်ဟုကျွန်တော်ခံမှန်းရပေမဲ့အတိအကျဟုမဆိုလိုသူမသည်မိမိနှင့်ကျွန်တော်တို့ထိုင်နေသောစက်တီခုံ၏ညနေချင်းဆိုင်ကခုံအလွတ်တစ်ခုမှဝင်ထိုင်၍ရောက်လာကြပြီလားကျမကမိုးရွာနေတော့မလာတော့ဘူးလို့တောင်းထင်နေတာလေအကျိုးဖုံးဆက်ထားမှာတော့မလာဘဲမနေပါဘူးဆရာမကြီးရဲ့လာရမှာပဲပေါ့မိမိကထိုမိန်းမကြီးကိုဆရာမကြီးကိုတရုတ်တသေးခေါ်နေပုံထောက်ရင်သူမသည်နောက်ဝင်သည်ဖြစ်လိမ့်မည်ဒါဆိုရင်ကျမတို့အလုပ်စားလိုက်ကြရအောင်လားတခန်းထဲကိုသွားကြရအောင်နော်ဆရာမကြီးကပြောနေရင်ထိုင်ရမအရင်ထလေ၏ခုနကသူမထွက်လာသောအခန်းထဲသို့ကျွန်တော်တို့သားအမိကိုခေါ်ဆောင်သွားသည်တခန်းသည်အလင်းရောင်ကောင်းစွာမရဝါချင်းချင်းမီလုံးလေးတစ်လုံးသာထွန်းထား၏စပွဲဝိုင်းတစ်လုံးနှင့်ထိုင်ကုန်သုံးကုန်ရှိ၏ခေါင်းရင်းဘက်၌ကျွန်တော်မသိသောတစ်သားနှက်ရုပ်ပုံတော်များစီတန်းနေ၏နှက်ရုပ်ထူတို့၏အထက်၌ဗုဒ္ဓရုပ်ပွားတော်တဆူစံပယ်လျက်ရှိသည်ပန်စီမီအမွှေးနှံသားတိုင်းများထွန်းညှိပူဇော်ထားသည်အခန်းသည်အတန်းတင်ကျယ်ဝန်းသည်ဟုဆိုရမည်ဆရာမကြီးသည်စပွဲဝိုင်းတဲတဲ့ထိတ်ရှိခုံမှနေရာယူလိုက်ပြီးကြံခုံနှလုံးမှာကျွန်တော်တို့သားအမိကိုထိုင်စေ၏ဆရာမကြီးကမိမိဘက်သို့လှည့်ပြီးစကားဆသည်ကျမပြောထားတဲ့ပစ္စည်းပါလာခဲ့လားမမြရင်ဟုတ်ကဲ့ယူလာခဲ့ပါတယ်ဆရာမကြီးမိမိကသတင်းစာစက်ကူဖြင့်ပတ်လာသောအနံလေးလက်မှတူငါးမှုအရှိတပေခန့်တစ်သားကြောင့်အဟောင်းတစ်ခုကိုဆရာမထံသို့ကမ်းပေးလိုက်သည်ဆရာမကြီးထံပေးလိုက်သောတစ်သားကြောင့်ကိုကျွန်တော်ကောင်းစွာသိပါ၏ထိုတစ်သားသည်ကျွန်တော်ဝယ်ယူထားသောမြေခွက်တစ်ခုမှအိမ်အဟောင်းဖြတ်စဉ်ကထိုအိမ်အဟောင်း၏အကာအယံတစ်ပြင်တို့တစ်ချောင်းဖြစ်ပါ၏ထိုမြေခွက်ကိုဝယ်ယူပြီးကတည်းကကျွန်တော်ဒုက္ခပင်လည်ဝေခဲ့ရ၏ထိုမြေခွက်၌တရက်ပင်များ၄-၅ပင်ပါရှိ၍တရက်ကုန်းမြေဟုအလွယ်မှတ်သားထားပါ၏တဦးတည်းပိုင်ထင်မှတ်၍ဝယ်ယူခဲ့သောထိုမြေခွက်သည်မိသားစုပိုင်ဆိုင်ဟုဆိုကာကြံမောင်နှမများကကန့်ကွက်ခြင်းကိုတရားရုံး၌အမှုရင်ဆိုင်နေရသည်ဒါတင်လားဆိုတော့မကပါအိမ်အဟောင်းဖြစ်စဉ်ကကျွန်တော်အလုပ်သမားတူလုပ်ငန်းခွင်မတော်တဆဖြစ်၍ထိုချံဝိုင်းထဲမှာပင်အသက်ဆုံးပါသွားရှာသည်ကျွန်တော်ရော်ကြီးပေးရောအား၏တေဆုံးသောအလုပ်သမား၏မိသားစုကြီးနှင့်အောင်ဆောင်ရွက်ပေးရ၏ဒုက္ခသည်အဖို့အသင်းဖွဲ့၍ကျွန်တော်ထံစုပြုံဝင်လာသည်ရောင်းရံဝယ်ရန်လှုပ်ထားသောမြေကွက်များမှလည်းအကြောင်းမျိုးမျိုးကြောင့်ပြစ်ခဲ့ရသည်ထို့ကြောင့်ကျွန်တော်စိတ်တဲ့အကြီးကျယ်ကြကအရက်တောက်မိလေသည်အရက်မူးလာတော့လုပ်ငန်းခွင်မှာကျွန်တော်စိတ်မရှိတီးခင်ရမည့်ကိစ္စရပ်များ၌တ
တိမခံနိုင်မဲ့ဒေါသဖြင့်ဖြည့်ရှင်းမိလေသည်အမားတွေဆင်ကဲပေါ်လာသည်အရက်ကိုပူရစ်တောက်သည်ကြာလာတော့ကျွန်တော်ကျမ်းမာရေးထိခိုက်လာပြီးစိတ်ယုံတက်လိုက်ရ၏အရက်ကြောင့်အသေးကိုထိကကျွန်တော်အန်တိုင်းသွေးစားပတ်များပါလာသည်မခံမရက်နိုင်လောက်အောင်ဗိုက်ထဲမှထိုးအောင်တတ်သည်မိစားဖြင့်ထိုးနေတဲ့ကဲ့သို့ခံစားခဲ့ရသည်ဆေးရုံမှာရက်ပေါင်းများစွာတက်ရောက်ကုသမှုခံယူခဲ့ရသည်ကြာတော့ဆေးရုံမှာပဲအရက်ပြတ်သွားခဲ့၏အရက်ပြတ်သွားပြီးနောက်ပိုင်း၌ကျွန်တော်အိမ်မှာပဲစာဖတ်လိုက် TV ကြည့်လိုက်အချိန်ကိုကုန်လွန်စေခဲ့၏မြေအယောင်းဝယ်ကိုညီတဝမ်းခွဲအားအပ်ထားလိုက်သည်ကျွန်တော်ခါတိုင်းလိုတက်ကြွမနေတော့ပဲထိုင်တိုင်းမိုင်းတိုင်းမြင်နေရသည့်အခါအမေကကျွန်တော်အလုပ်ဘယ်ကစမားသည်ကိုလေ့လာသည်တရက်ကုန်းမြေဝယ်ပြီးနောက်ကျွန်တော်ဇက်တိုက်ကန်းကြမ္မာဆိုးများဝင်လာသည်ကိုမေမေသိသွား၏မေမေကသူ့အခက်အခဲရှိတိုင်းတိုင်ပင်နေကြနှက်ဝင်တဲ့စီကိုကျွန်တော်အားခေါ်လာခြင်းသာဖြစ်၏နှက်ဝင်တဲ့ထံမေမေကကျွန်တော်မပါဘဲတစ်ခေါက်ရောက်နေပြီဖြစ်ပါသည်နှက်ဝင်တဲ့ဆရာမကြီးသည်သူကြောပေးထားရာနှက်ရုပ်ထုများထဲမှတဲပြူခင်းရာဇမတ်ကာထားသောနှက်ရုပ်ထုထံသို့အယိုသေးပေးရန်ထသွားသည်ရင်းနှက်ရုပ်မှာအမျိုးသမီးရုပ်ထုဖြစ်ပြီးဥကောင်း၌ဂျိုကားကကျွဲဥကောင်းတစ်ခုတင်ထား၏အ내ရောင်အဝတ်တို့ဝတ်ဆင်ထားသည်နောက်မှသိရသည်ကနန်ဂရိုင်းမဲတော်ရုပ်ထုဟုသိရ၏မွန်တလိုင်းတို့ကူးဝဲရာရိုးရာနှက်ဖြစ်၏နှက်ဆရာမသည်အယိုသေးပြုတ်ပြီးနောက်စပွဲရှိရာသို့ပြန်ထိုင်သည်ယခုအခါ၌နှက်ဆရာမသည်သူမရဲ့မျက်နှာပေါ်ကမျက်မှန်ကိုချွတ်ထားလိုက်ပြီးဖြစ်သည်ကျွန်တော်အံ့ဩတုန်လှုပ်သွားသည်နှက်ဆရာမရဲ့မျက်လုံးများသည်လူသားမှန်ကဲ့သို့မဟုတ်မျက်စံသည်ပြလဲလဲရှိပြီးတာမန်ထက်သေးငယ်နေ၏မျက်သားသည်ဖွေးဆွနေသည်ရုတ်တရက်မြင်လိုက်လျင်ညီသူမဆိုကြောက်လန့်သွားလိမ့်မည်တစီတကောင်ရဲ့မျက်လုံးများအလားဟုတွေးမြင်မိပေလိမ့်မည်နှက်ဝင်တဲ့သို့မဟုတ်နှက်ဆရာမသည်စပွဲပေါ်ကပြင်ချောင်းအကျိုးကိုလက်ဖြင့်ထိကင်ထားပြီးမျက်စိမိတ်ခအာယုံခံနေသည်မကြမီနှက်ဝင်တဲ့ကြီးသည်သူမ၏ပိန်လီသောကိုယ်ကိုရိမ်းခါ၍သူ့မြေကအားဘေးအိမ်တွေထက်ပိုမြင့်နေမြေအယောင်ကမဲတယ်ကုန်းကမှုလေးလို့မဟုတ်လားကျွန်တော်အံ့ဩသွားရပြန်သည်နှက်ဝင်တဲ့ပြောနေတာကျွန်တော်အားဒုက္ခဆက်ရောက်စေသောတည့်ရဲ့ကုန်းမြေကွယ်ဖြစ်နေ၏ကျွန်တော်ကဟုတ်ပါတယ်လို့ဖြေမိအပြုမိမိကလက်ကုပ်၍ခေါင်းခါပြသည်ဖြေရန်မလိုပါတဲ့နှက်ဝင်တဲ့ကဆက်၍ဟောသည်ညာဘက်မှာတည့်ရဲ့ပင်3တန်းဘယ်ဘက်မှာတည့်ရဲ့ပင်4တန်းစုစုပေါင်း9ပင်ဟုတ်ရလားဟဲ့ထို့သို့ပြောပြီးနှက်ဝင်တဲ့ကြီးသည်အသက်ရှူတမ်းပိုပြင်းလာ၏ခန္ဓာကိုယ်ကလည်းပို၍ရိမ်းခါနေသည်နှက်ဝင်တဲ့ပြောတာတလုံးမှမလွဲသွားကြသွားရည်များကြည်ထားသလားဟုအောင်းမရသည်သွားကြည့်ရင်တောင်လွဲအောင်မီဘာလို့လဲဆိုတော့ခြံရှင်းစင်ကခြံရဲ့အနောက်ဘက်တည့်ရဲ့ပင်4ပင်လုံးခုတ်ထားပြီးဖြစ်သည်နတ်ကြီးစားခံရလို့လူသေးဘူးတဲ့ဟဲ့ကျွန်တော်မျက်လုံးပြူသွားသည်မယုံမဲမနေနိုင်တော့ပါနတ်ကြီးစားတယ်ဆိုတာဘာပြောမှမသိပေမဲ့အမှန်လူသေးခဲ့သည်လေတတိပေးနေရဲ့နဲ့ငါရဲ့အိမ်ကိုဖျက်ဆီးတာငါမုန်းတဲ့ဟဲ့နေရစားမရသေးရဲ့နင့်ကိုငါကောင်းကောင်းကြီးလက်စားချေမယ်ဟဲ့ထို့သို့ပြောပြီးနောက်နှက်ဝင်တဲ့ကြီးသည်ငြိမ်သက်ကြသွားသည်တတိပေးနေတာဆိုလို့ကျွန်တော်ပြန်လေတတိရသွားသည်ထူးခြားဖြစ်စဉ်ဆိုပေမဲ့ထိုစဉ်ကကျွန်တော်အယုံကြည်မရှိခဲ့ပါအိမ်ဟောင်းဖြစ်စဉ်ကအလုတ်သမားဖြစ်သောဒေါ်တုတ်မူးလဲသွားဖို့၏ပြန်လေတတိလဲလာသောအခါဒေါ်တုတ်သည်သူမဟုတ်တဲ့ကဲ့သို့ဖြူးကြောင်ကြောင်ဖြစ်နေသည်ဒေါ်တုတ်သည်အတန်ခဝဲဝဲဖြင့်ငါမှတသမီးတွေရှိတယ်အရွယ်မရောက်သေးဘူးငါနေရာကိုမဖြတ်စည်းကြပါနဲ့လက်သမားကိုမြအောင်ကဒေါ်တုတ်ကိုဝိညာဉ်အပူခံရသည်ဟုဆိုကမေးမြန်းသည်တင်ဘသူလဲတင်အဆောက်အအုံကဘဲဟာလဲရွှေပြောင်းပေးတင်ကရွှေပြောင်းပေးပါမယ်ဒေါ်တုတ်ကအုတ်ခံလေးကခုံကိုလက်ညှိုးထိုးပြရင်အဲ့ဒီမှာငါတို့နေတယ်ဟဲ့နေရပင်ဝေးဝေးမပေးနဲ့ခြံဝိုင်းအနောက်ကတရက်ပင်အောက်မှာနေခြင်းတဲ့ဟဲ့ဒေါ်တုတ်ကထိုးသူပြော၍တတိလက်သွားသည်ပြန်တတိရလာတော့သူဘာပြောမှမသိလက်သမားကိုမြင်အောင်ကကျွန်တော်လာသည့်အခါထို့အချောင်းကိုပြောပြသည်လေကားအုပ်ကုံမဖြုတ်ခင်မှာကတော့ဝဲပေးခြင်းသည်ဟုဆိုလာ၏ကျွန်တော်ကရေမောရင်မလိုပါဘူးဗျာခမရတို့တော်တုတ်ကနှက်ကြော်ယူပါသူပြောတိုင်းလိုက်လို့ပေးနေအချိန်ကုန်တယ်ငွေကုန်တယ်ဖြက်เสียရှိတာသာဖြက်ပါအဲ့ဒီလိုပြောပြီးတခြားအလုပ်ဆက်ကိုကူးခဲ့သည်နောက်တစ်နေ့လက်သမားကိုမြင့်အောင်နဲ့ဒေါ်တုတ်အလုံးမထွက်သွားသည်သူတို့ပြောသလိုလုံးမပေး၍ထွက်သွားသည်ဟုသိရပါသည်ကျွန်တော်လည်းတခြားအဖွဲ့နဲ့လက်ကျန်အလုပ်များကိုအပိသက်စဉ်ထိုအဖွဲ့မှလက်သမားတအူလေကခုံဖြက်ရင်းထိခိုက်မိကတေဆုံးသွားခဲ့သည်ထိုလူတေဆုံးပြီးတဲ့ကလုပ်ငန်းများဆက်လက်မလုပ်နိုင်ပဲရပ်တန့်သွားခဲ့ခြင်းဖြစ်သည်အိမ်နီးချင်းတွေကပြောကြသည်ညအခါ၌ဖြက်လက်စထိုလက်ကခုံအနီးမှာငုတ်တုတ်ကြီးထိုင်နေတတ်သောတစီတကောင်ကိုမြင်တွေ့နေရတတ်ကြောင်းတခါတရံမှာထိုလက်ကခုံနေရာမှာငူညည်းတန်ကြီးကြားရတတ်ကြောင်းတခါတရံတွင်တော့တောက်ခေါက်တန်အခြေကြီးထွက်လာတတ်ကြောင်းကျွန်တော်ရဲ့အလုပ်သမားခေါင်းမှတဆင့်ပြန်လေကြားသိရသည်နှက်ဝင်တဲ့ကြီးကကျွန်တော်အားတက်တက်ကြည့်၍အမိန့်တန်ဆန်ဆန်ပြောလာသည်
ငါ့ကိုမင်းလက်ပေးစမ်းနတ်ဝင်တဲ့ကြီးကကျွန်တော်ရဲ့လက်နှစ်ဖက်ကိုယူ၍အာယုံခံမြန်သည်ဟိုကအတီလုတ်ပေမဲ့မင်းကကံမြင့်နေတော့အသက်မသေးပဲစေးုံတိတ်ုံလောက်ပဲဖြစ်ခဲ့တယ်လေနောက်တစ်ခါဆိုရင်မင်းတော်တော်အခက်ကြုံလိမ့်မယ်ကျွန်တော်ဘာဆက်လုပ်ရမှန်းမသိ၍မိမိအားကြည့်မိသည်မိမိကနတ်ဝင်တဲ့ကြီးအားတရုတ်တည်းဖြင့်ကူညီပါလမ်းညွှန်ပေးပါဆရာမကြီးရဲ့ဗုဒ္ဓဟူသားလေးအမိုက်မဲကိုဝင်မယူပါနဲ့နော်ခိုင်းသမျှအကုန်ဆောင်ရွက်ပေးပါမယ်ရှင်ထွေထူးပြီးဘာမှလုပ်ပေးစရာမတောင်းဆိုပါဘူးသူတို့နေကျင်နေဆိုတဲ့နေရာမှာနေရာပေးရင်ကြီးနေကြမှာပါမိမိအားပြောနေရမှကျွန်တော်ဘက်ကိုလှည့်လာပြီးဘလို့လဲမင်းလုပ်ပေးနိုင်ပါမလားကျွန်တော်ဘာပြန်ပြောရမှန်းမသိခုနကလိုပဲမိမိအားကြည့်လိုက်၏မိမိကခေါင်းငင်းပြသည်ဟုတ်ကဲ့အလိုရှိအောင်လုပ်ပေးပါမယ်ခင်ဗျာကောင်းပြီလေငါနေကောင်းရက်တာရွေးပြီးတော့မင်းကိုအညိုတင်းနဲ့လှုပ်တဲ့နှက်ကြီးကိုတောင်းပန်ပေးပါမယ်မိမိလည်းကျေနပ်သွားသည်ကျွန်တော်တို့သားအမိနှက်ဝင်တဲ့ဆရာမကြီးကိုငွေကြီးကတော့၍ပြန်လာခဲ့ကြသည်အယုံကြည်မရှိသောကျွန်တော်အဖို့ထိုနေ့ညတညလုံးအေးမပြောပါဟုတ်ပါမလားမှန်ပါမလားဟုသောအတွေ့ဖြင့်စိတ်အနှောက်အယှက်ဖြစ်နေမိသည်နှက်ဝင်တဲ့ကြီးအဟောတွေကမှန်နေပေမဲ့တိုက်ဆိုင်မှုလေလားရှက်များမကြမီနှက်ဝင်တဲ့ကြီးနဲ့အတူမိမိနဲ့ကျွန်တော်ဖြူလက်စားထိုးတရကုန်းချံကိုရောက်လာခဲ့ကြသည်နှက်ဝင်တဲ့ကြီးစီမံထားသည့်အတိုင်းလက်ကကုံဟောင်းပေါ်မှာကြော်ဝဲထိုးပေးသည်အိမ်နီးချင်းအချို့ကမျက်မှန်အမဲကြီးတက်ထားသောနှက်ဝင်တဲ့ကြီးကိုစိတ်ဝင်စားကြည့်နေကြသည်စီမီအမွှေးတိုင်တို့ထွန်းကြီး၏နှက်ဝင်တဲ့ကြီးကကြော်ပွဲကိုလက်နှစ်ဖက်ဖြင့်မြောက်ခါပင့်ကပါးစပ်မှတွတ်ရေရွတ်နေလေသည်ခြံတွင်းကိုရေစင်ဖြန်းပဲ့၏အနောက်ကခုတ်ထွင်ထားသောတရက်ပင်ငုတ်တို့ကြီးစီတွား၏ရှင်းသည်ရှင်းပြီးနောက်တဲပြူခင်းရာဇမတ်ကွက်ကသည်အတင်းလှုပ်ထားပြီးသောတက်သားနှစ်ကုန်းကိုမြေဆိုင်သည်